我一年我有个好，忽然间我这个那个老板提我了，既然你拿的嘞，既然你老板你拿的，说的那你拿的话，其实那就是那其实老板的，就是为了你买其他的不要啦，你那地方呀，说的那个路这个嘞。那你嘞，就是现在那个啥都记录嘞，老记录嘞，像今天早上这样，干嘛这样嘞？要做这些抓的，那里查的抓啊，叫我不叫我，叫我呀，叫我光呀，叫我你说你那一些，必须这样，你有些要想的。ဒီလိုနာရီလေးအားလုံးဒီဒီပေါင်းများဘူးကြားရတာနာဝဲနာပါရဲ့ဒီလာဘူးကဟိုလေးဘာဘူးကဟိုလေးလေအဲ့ဒါကတားနဲ့ဘုံနာဘာနဲ့ဘုံနာလဲနောက်ပြီးတော့ဒီသွားရေးစာရတာအောင်လဲလို့ဘာအောင်လဲလို့စာရဲ့လည်းအောင်ဝဲဒါလေးပြက်ထားပြီးပေါ်ပြရဲဒီဘာလို့လဲဒါပဲအသက်60ကျော်တော့မပြန်နဲ့တော့အသက်60ကျော်နေမှာလည်းအာရုံဥပိသနာလာဝိသူအဆောင်ရနေတော့ငါရနေရတယ်အသက်ကြီး60ကျော်တော့ပြန်နေတော့ဟောင်းလာဒီရလိုက်ပါလိုက်တော့ကျန်တဲ့ပုဂ္ဂိုလ်ကြီးပြန်လာမယ်ဒီရလာတော့ဒီသွားရေးစားတာအောင်လဲလို့ဝါအောင်လဲလို့ဘာလို့လဲအောင်လဲစာပြည့်နေအောင်ခေါင်းလာကြွလာအောင်ဘုရားရှိခိုးနေအောင်ဘုရားပြည့်နေအောင်ဒီဒီအမိုက်တော့ဝေယဝသလုပ်နေအဲ့ဒါသစ္စာဝိနသိနေတာဘာသိနေတာလဲအဲ့ဒါပိတာနဲ့သွားတာကိုဘာနဲ့သွားတာလဲအဲ့ဒါပြီးရတယ်တော့ဆောရယ်ဒီပါဠိကိုဘုန်းနေတာတော့ဘုန်းရင်ကဘယ်စားလို့မှာဘူးသွားတာရုပ်တွေကသွားပါရရတယ်အဲ့တော့ခိုင်းရဲ့ဒီရဲ့စားတဲ့ဝါရဲ့လူထားရဲ့အဲ့ဒါပြီးတော့ဘုန်းကြီးအဲ့ဒါတိုင်းလေးဒီခုတွေရတော့မကြီးရောလားကုသိုလ်ရပြီလားအဲ့ဒါသမာရမယ်ကျောင်းပါရမယ်ဘုဒ္ဓမူကြီးကပါရမယ်တော့ဘုဒ္ဓဘာရမယ်ဒီကရာဒီမှာလေသောတာဘုဒ္ဓကြီးကြီးရဲ့တရားပြောတဲ့ဘောဓဘာသာတရားတွေနဲ့ပေါ်ရလာလို့ဘာလို့ဆွဲလို့ဒီလိုပါလဲနန်းကြီးတို့ဘောအတိတ်တို့ဒီအတိတ်တို့ပြလူပြရဲအားပြာလို့ရှိရဲ့တော့ဘောဘောလေးတွေတဲ့ကြွလို့ဖြစ်သွားတယ်အားလို့ဖြစ်သွားတယ်ဒီကောင်းဖြစ်သွားတယ်အဲတော့သာမန်ကိုဒီပြီးမှာသွားရင်ပြီးတယ်စားရင်ပြီးတယ်ပြောရင်ပြီးတယ်ဒီလိုလားဝါအောင်လို့ပုံပြီးဒီတော့လည်းဒီတော့လည်းစီးကျဲလူတွေဒီနဲ့ဇာတိကာလအားလို့တယ်ဝါအောင်လို့ပုံပြီးပြီးတော့ပြီးရတာကြတော့ဘုရားတော်ကနိုင်ငံကြီးကြီးရည်ဒီကဘုရားတော်တော့ပြောတာဒေနာတော်ပြောတော့ရာမပြောနေတယ်ဒါကျဲအားလုံးလည်းဒါကျဲဘောဟာရအောင်ပြည့်ကြားနေကြားနေတာလေးအောင်ပြည့်နေတာမူကြီးရဲ့ဘောဒီတရားတော်ပါအောင်ဒီပြောနေတာဘယ်ပါအောင်လဲဒီညာပြီးလို့သင်ခိုင်းနေတာဟုတ်ပြီလားဒီကရာဒီရောအဲဒီကရာဒီရဲ့ခါကျတော့မတော့ပေါ့လေဒီမှာဘုရားဒီလိုလာတာဒီလိုလေဘုရားတိုင်းကဒီမှာတိုင်းတယ်သာရကျဲကသုံးနာတော်မှာဘောပေါ်နေလို့လားဘောပေါ်လာတာဘုရားဒီလိုပြည့်တယ်ဘုရားတိုင်းပြည့်တယ်သုံးနာပြောပြည့်တယ်ဒါကြောင့်ဟောတာကသုံးနာပြည့်တယ်ဒါကြောင့်ဟောတာမလို့လာတယ်ဒီဒီရိုက်ကသုံးတော်အပြည့်နာအဲ့ဒါတော့ဟောဒီကတော့ဟောဒီကုနာတော့သုံးတော်ကြိုက်တာတဲ့ကလူတော်မူကြီးဒါကြောင့်ဟောဒီဆိုတာနဲ့နာလို့လာတော့အဲ့တော့သုံးတော်ကုရတယ်ဟောတော်ကုရတယ်ကျောင်းတော်ကတော့စာရကုရတယ်အခုအရင်ကတော့နေတာတော့ဘာလို့လဲကုရရဲ့နေတာတော့သူ့ရဲ့မှာသူ့ရဲ့မှာသူ့တော်ဘုရားရဲ့မှာလေကားတော့အားရတာဟောတတိယရာတော့ခိုင်တဲ့ဆုံးနဲ့ကုသိုလ်ရခိုင်တော်ရကုသိုလ်ရပါရဒီအားတိတော့တိယေတိရဲ့ပရိဝေတိပရိဝေနဲ့ပရိဝေကိုပရိဝေတိပရိဝေငါပြီးတော့ဒီလိုရောလေကုသိုလ်ရ
ဒီလိုလေးသမာဓိချက်ဒီလိုလေးတို့ဒီအမှုကိုပြီးပဲကြာပါရေးတော့တယ်အားတော့တယ်အဲ့လိုလေးသူရပါတော့ညာပါညာဘုရားလည်းနေလို့လိုက်ဖို့ဘယ်နဲ့လို့ဒီပေါ့ဘုရားလည်းအတိအမှုပြီးဘုရားကြီးဒီကြောပါပါလေဘုရားကြီးဒီကြောပါပါလေလူတိတာဟုတ်တယ်အာဘုရားရဲ့သူ့တိုင်းမှာအားလုံးနဲ့လည်းဒီသူတော်မှာဘုရားတို့ကတိုင်းကိုဒီမှာလည်းကကျဲတော့ဒီတော်မူကြီးရတော့အမြင်သာဖို့ရှိကြောင်းပြောရတာသာဝေးတဲ့တာတော်ကြီးတို့လူကြီးရဲ့အခါမှာဒီရဲ့လူကြီးတွေကဘာဘာဖြစ်နေတာအစာလေးပေါ်ရဲမှာဒီတော့နေပါလေဒီရောက်ပြေးမှဒါကမှဆောက်တာကောင်းမှလို့ဒီရခဲ့ကြပါလေအစာလေးပေါ်ရဲနေတာပါလေဆရာတော်ရဲ့ဟုတ်လားဒီရဲ့ဒီဘာလဲဒီနဲ့ဒါရပါတာလူတွေရဲ့ခါကဒီကိုဆောက်တာတော့အကျဉ်းဒီရဲ့ဒီဘာကဒီဟာပါရင်းလာညာရီတရားကိုစာရေးပေါ်ရအားလေးပေါ်ရတယ်သူများပါလိမ့်မယ်ညာရီကတရားကြီးပြီးတော့ဟောပါရတဲ့လူတွေကဒါသစ္စာမြင်နေတဲ့ပေါ်